မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့တော့ကော်ပြန်စိမ်းလေးလှုပ်ရှားကြရအောင်နော်ကော်ပြန်စိမ်းလှုပ်ရှားဖို့အတွက်ဒါကတော့ကျမသုံးတဲ့ကော်ပြန်ဘက်မျိုးစာဖြစ်ပါတယ်နော်သူကတော့ frozen လာတာပါကိုကလုံမယ်ဆိုရင်တရက်ကြိုပြီးတော့အပြင်ကိုထုတ်ထားဖို့တော့လိုအပ်ပါတယ်နော်ပြီးပြီဆိုလို့ရှိရင်တော့ပဲပြားနောက်ပြီးရင်စိန်စားဥမုံလာဥအနီလိုအပ်ပါတယ်ဒီတိုဟူကလည်း medium farm ဆိုတာကိုသုံးပါနော် soft ကိုမသုံးပါနဲ့သူကစုတွေအတွက်ပဲကောင်းတော့ farm ကိုသုံးပါမယ်ပြီးပြီဆိုရင်တော့စိတ်စားဥကလည်းမပါမဖြစ်နော်လိုက်ဖက်ဆုံးပါပဲပြီးပြီဆိုလို့ရှိရင်တော့ဒီစိတ်စားဥတွေကိုချစ်ပေးပါမယ်ချစ်တယ်ဆိုလို့ရှိရင်လည်းအရှက်အမြင့်သေးလွန်းအောင်ချစ်တာမျိုးမဟုတ်ဘဲနဲ့နည်းနည်းဒီလိုသူက site မျိုးစုံပါတယ်နော်အဲ့ဒီမှာနည်းနည်းလေးကြီးတဲ့ဘက်ကနေပြီးတော့ချစ်ပေးမယ်ဘာလို့ဆိုသူကအရေးပျော်တတ်တယ်ချက်တဲ့ခါကြရင်ပြီးပြီဆိုရင် carrot လည်းဒီလိုပါပဲအဲ့ဒီလို medium size လောက်နဲ့ပဲချစ်ပေးပါမယ်နော်ကဲအခုလိုမျိုးဒီမှာဒါစိတ်စားဥကလည်းရသွားပြီ carrot ကလည်းရသွားပြီဆိုလို့ရှိရင်တော့ပဲပြားကိုချစ်ပေးပါမယ်ပဲပြားကလည်းဒီလိုပဲဒီ medium size နဲ့ကိုချစ်ပေးပါမယ်ကဲပဲပြားလေးတွေကလည်းအမြင်လေးတွေရသွားပြီเนาะဆိုလို့ရှိရင်တော့ဒါအားလုံးအစင်သင်းဖြစ်သွားပြီတသက်လွတ်မလွန်ပေါ့เนาะတချို့ပစုံနေပါတွေထည့်ခြင်းတော့ပစုံနေပါတွေထည့်လို့ရပါတယ်ကဲပြီးပြီဆိုလို့ရှိရင်တော့ CO တဲပါမယ် CO ကတော့ C ကနည်းနည်းပဲထည့်မယ်အများကြီးထည့်စရာမလိုဘူးပြီးပြီဆိုလို့ရှိရင်တော့ပဲပြားလေးတွေကိုကျစ်သွားတဲ့အထီကိုအသားလေးဖွားဖွားလေးကြော်ပေးမယ်နော်အရန်ကြီးကြေမွသွားအောင်လို့မမှွေပါနဲ့နော်အသားလေးဖြည်းဖြည်းလေးပဲမှွေပြီးပြီဆိုရင်အိုးလေးကိုလှုပ်ပြီးတော့မှွေပေးပါကဲအခုလိုမျိုးဒီမှာပဲပြားကကြော်ထားတာတဖြည်းဖြည်းနဲ့သူကကျစ်လာပြီဆိုလို့ရှိရင်တော့သူ့ကိုအသားလေးဖိကမဲ့ပြီးပြီဆိုလို့ရှိရင်တော့ carrot ကိုထည့်လို့ရပါပြီကဲမုံလာဥနေလေးလည်းထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒါပဲပြားကလည်းသူကဒီလိုမျိုးရွှေဝါရောင်လေးနည်းနည်းတန်းနေတဲ့အနေထားကိုတော့ရရမယ်နော်ပြီးပြီဆိုလို့ရှိရင်တော့သူတို့ကိုဒါအကိုလိုအပ်တဲ့စားတို့တကြားတို့ထည့်ပေးပါမယ်အခုပထမအဦးဆုံးစားကိုထည့်လိုက်တာပါပြီးပြီဆိုလို့ရှိရင်တော့ကျမဒီနေရာမှာမှုံမှုံကိုတုံးထားပါတယ်ဒါတသက်လို့ဆိုပြီးတော့ကျမမှုံမှုံကိုပဲတုံးထားတာပါပြီးပြီဆိုလို့ရှိရင်တော့တကြားထည့်မယ်သူကတကြားရဲ့စားရဲ့မှုံမှုံကိုမကြိုက်ဘူးဆိုရင်မထည့်ပဲတကြားနဲ့စားနေနေလေလုံလောက်ပါတယ်နော်ကိုကြိုက်တဲ့ပုံစံလေးနဲ့ထည့်လို့ရပါတယ်တကယ်လို့ကိုကအသားပေါ့နော်ဒီထည့်မယ်ပစုံနေထည့်မယ်ဆိုရင်တော့သူကပဲပြားထက်အရင်ကြိုပြီးတော့ချက်ဖို့တော့လိုပါတယ်နော်အခုကတော့ကျမကတော့ကော်ပြန်စိမ်းဆိုလို့ရှိရင်တော့တသက်လွတ်ကိုပဲပို့ပြီးတော့ကြိုက်တယ်ပြီးပြီဆိုလို့ရှိရင်တော့ဒါစိမ့်စားအုပ်ထည့်လိုက်မယ်စိမ့်စားအုပ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့နှက်အောင်မှွေပြီးရင်ချလို့ရပါပြီเนาะအကြာကြီးမတဲပါနဲ့သူကကြကြတဲရင်ရေတွေထွက်လာရင်ကော်ပြန်စိမ်းလုံးလို့လုံးဝမကောင်းတော့ပါဘူးเนาะစိမ့်စားအုပ်ကိုထည့်တဲ့အတွက်ကြောင့်မလို့အချိုလေးလေးတယ်ကော်ပြန်စိမ်းဆိုရင်တော့ကျမအတွက်ကတော့စိမ့်စားအုပ်မပါလို့မရဘူးเนาะကဲပြီးပြီဆိုလို့ရှိရင်တော့ဒါကော်ပြန်ဖက်ထဲမှာအစင်တဲ့ထည့်ပြီးတော့လက်ယုံမဲ့တကယ်ကိုလွယ်လွယ်ကူကူလေးเนาะဘာမှမခက်ခဲဘူးပြီးရင်ကော်ပြန်ဘက်ကကြတော့ကျမသုံးတဲ့ကော်ပြန်ဘက်ဒီကောင်ကကြတော့ဟိုဒါ frozen လာတဲ့ဟာဆိုတော့ဟိုပါလေအရန်ပါတယ်ဆိုတော့ကျမနှစ်ထပ်သုံးရပါတယ်เนาะဗမာအိမ်မှာဝယ်တယ်လို့မျိုးလက်လက်ဆက်ဆက်လုပ်တဲ့ကော်ပြန်ဘက်နဲ့တော့သုံးရတဲ့ပုံစံချင်းလဲကွာပါတယ်เนาะကဲသူ့ကိုဒါနှစ်ထပ်ကော်ပြန်ဘက်ကိုနှစ်ထပ်သုံးမယ်ပြီးပြီဆိုရင်အစာထည့်ပြီးလိမ့်လိုက်တယ်ဆိုရင်ပဲဒါကကိုကစားဖို့အတွက်အစင်သစ်ဖြစ်ပါပြီတကယ်လို့ကိုကများများလှုပ်ထားပြီးတော့ရေခဲတက်တာထဲမှာပြန်ထည့်ထားမယ်ဆိုရင်တော့ပြန်စားကန်ဒီမှာနည်းနည်း microwave လေးနဲ့ပေါ့နော် warm လိုက်ပါဘာလို့ဆိုကော်ပြန်ဘက်တွေကချက်ချင်းမာသွားမယ်လက်လက်ဆက်ဆက်ဝဲတဲ့ကော်ပြန်ဘက်နဲ့သူကမတူတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ပြန်ပြီးတော့နည်းနည်း warm ဖို့လိုအပ်တယ်ဒီခုချက်ချင်းပဲလှုပ်ချင်းပဲစားမယ်ဆိုလို့ရှိရင်တော့ဒီတိုင်းပဲအစင်သင်စားလို့ရပါပြီတ
တကယ်လို့ကို့မှာအချိန်ရတယ်ဆိုလို့ရှိရင်တော့အစာတွေကိုချက်ပြီးရင်စကားလေးနဲ့ခဏလေးစစ်ထားလိုက်ပါစီတွေခြောက်သွားအောင်လို့ကျမကတော့ချက်ချင်းပဲလှုပ်ချက်ချင်းပဲရိုက်ပြတာဆိုတော့စီကိုမစစ်တော့ဘူးเนาะဒီတိုင်းလေးပဲထည့်ပြီးတော့လိပ်ပြပေးတာပါစီ66ကလေးဖြစ်ချင်တယ်ဆိုရင်စကားလေးနဲ့စစ်ထားပါเนาะချက်ပြီးသားတွေကိုပြီးတနားရီလောက်စစ်ထားပြီးပြီဆိုတော့မှဒီလိုမျိုးအစားထည့်ပြီးတော့တိတ်ပြီးလိပ်လို့ရပါတယ်เนาะလောက်ရတာလေအစမ်းကိုလွယ်ကူတယ်ဒီမှာ breakfast ကအမြဲတမ်းပဲဟမ်ဘာဂါကြီးဆိုရင်စားရတာအရင်ရုပ်ဤဆိုဒါမျိုးလေးလှုပ်ထားမယ်မြမြလှုပ်ထားပြီးတော့ရေခဲတက်တာတွေမှာထည့်ထားပြီးတော့ microwave လေးနဲ့နည်းနည်းဝမ်းပြီးတော့လှုပ်စားမယ်ဆိုရင်ကိုယ့်အတွက်အရသာရှိတဲ့ breakfast တစ်ခုကိုရပါပြီเนาะသူကတော့ဆက်လက်ရွက်နဲ့လိုက်တယ်ကြက်သွန်မိန်နဲ့လိုက်တယ်ကဲလိုက်ဖက်တဲ့ဟာလေးလည်းပြပြီးပြီဆိုရင်တော့အချင်းဆက်တာလေးလည်းပြပေးပါမယ်เนาะအချင်းကလည်းလွယ်လင်းတကူပဲ ready made တင်နေပဲအရသာရှေ့အောင်ဆက်လိုက်ကြရအောင်ဒီတစိတ်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်เนาะဒီချက်ဖာတစိတ်သူကတော်တော်လေးကိုဆက်တယ်ငရုတ်စီပါဒါလည်းမဆိုးဝယ်လို့ရပါတယ်เนาะအေရှားဆိုင်ပဲဖြစ်ဖြစ်အမေရိကန်ဆိုင်မှာပဲဖြစ်ဖြစ်ဝယ်လို့ရတယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်မ soy sauce လေးနည်းနည်းထည့်ပါမယ်ခနောတစိတ်ကိုတုံးလို့ရှိရင်တော့သူကပို့ပြီးတော့မွေ့မွေ့လေးကိုရမယ်เนาะကဲဒါကအငယ်အတွက် soy sauce ထည့်ပြီးပြီဆိုလို့ရှိရင်အချိုလေးနည်းနည်းပေါ့နော်အဆက်ကြီးပဲငယ်ကြီးပဲဆိုရင်မဖြစ်ဘူးဆိုတော့ဒီရုပ်စီရလဲလူတိုင်းသိပြီးသားပါเนาะဒါဂျိုရီးယားကနေလာတဲ့အချိုကဲဒါဆိုရင်ချိုချင်းကန်ဆက်အားလုံးရသွားပြီဒါကိုပြန်စိမ့်နဲ့လိုက်ဖက်တဲ့အချင်းဘာမှမခက်ခဲဘူးเนาะလောက်ရတာအရင်လွယ်ကူပါတယ်ဆိုတော့တကယ်ချင်းနေကြည့်ရှုပြီးတော့အပေးပေးပါအောင် like and share လုပ်ပေးပါအောင်เนาะကျမရဲ့ website ဖြစ်တဲ့ chasu.com ကိုလည်းဝင်ရောက်ခဲ့ဖို့ဖိတ်ခေါ်ပါရစေပတ်စင်ပတ်တိုင်းပဲစူးစမ်းပြီးတော့ချက်ပြပေးသွားမှာမလို့ကြည့်ရှုအပေးကြပါအောင်เนาะ